네, 여러분 안녕하세요. 이내가အခန်းကြီး 4ရဲ့မှာ 3ကိုရောက်တာပြီနော်။မပေါ့ဆောမျိုးကဥလပုမန်အာနိတာကရိယာနဲ့တွဲမယ်ပေါ့နော်။ဥလပုမန်အာနိတာဆိုရင်ယုံတယ်မကဘူး။ဒီကရိယာဖြစ်ယုံတယ်မကဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။ကရိယာမှာအသက်ပါမပါကြည့်မယ်။အသက်ပါရင်ဥပုမန်အာနိတာအသက်မပါရင်ရပုမန်အာနိတာနောင်နဲ့လည်းတွဲလို့ရတယ်။နောင်ဆိုရင်ကြတော့ဥလတွေမပါတော့ပဲနဲ့နောင်ပွန်းမဲအာနိတာဆိုရင်နောင်တာမကလို့ဖြစ်တာမယ်နော်။အဲဒါဆိုအိစံမဲကိုသွားကြည့်မယ်ဆိုရင်ရီယေရှိနဲ့ရီယေရှိကတော့ရေပုတ္တာဆိုလှသည်ကရိယာဖြစ်နေတဲ့အတွက်အသက်မပါလို့ရပွန်းမဲအာနိတာသုံးထားတယ်။အဲရီယေရှိနဲ့ရေပွန်းမဲအာနိတာရီယေကတော့လှယုံတင်တာမကဆုံးကျော်တိုးကြွာဆော့အချင်းစဲကလည်းကောင်းတဲ့အတွက်ကြောင့်ချင်းကူတရန်တဲ့အင်ကီကကြိုတာတငယ်ချင်းနေကြတဲ့မှာဒီလောကဂုံးတဲ့သူ့ရဲ့နာမည်ကကောင်းတယ်ပေါ့နော်သူကလောက popular ဖြစ်တယ်လို့ပြောချင်တာနော်နောက်တစ်ခုကကုတေဟကျိုနဲ့အဲ့ဒီတက္ကသိုလ်ကတော့ဣဖခါကီတိုဆိုတာဝင်ဖို့ကလည်းပဲအော့ရောက်တာဆိုတာခက်တယ်အဲ့တော့သူကကရိယာဆိုတော့အသက်ပါတော့ပုံမှန်ဆိုအသက်ပါတယ်ဥပါပါဒါပေမဲ့ဘာတက်ဆိုတော့ရင်ဆုံးဥပြောင်းလိုက်တယ်အဲ့တော့အသက်မပါတော့တဲ့အတွက်ရပေါင်းပြီးတော့အော်လျောဥပွမဲ့ဟာနေတာခက်ယုံနေတာမကဂျိုတော့ဖာကီတိုအော်လျောတာဘွဲရဖို့ကလည်းပဲခက်တယ်အဲ့ဒီတက္ကသိုလ်ကအဲ့ဒီတက္ကသိုလ်တွေကိုဝင်ခွင့်ရဖို့ဆိုတာလည်းခက်တယ်ပေါ့နော်အဲ့ဒါနေနာမကပွဲရဖို့ကလည်းခက်တယ်ဂီတာကတွေမျောစွာသတင်းတောက်ဖြစ်လာရင်ရောငင်းသူအနုပညာရှင်တွေကိုကြီးကျော်မန်နာစုဤစုပမာနေတာကိုယ်တိုင်တွေ့နိုင်ုံဒါမကရောငင်းသူကဒီအနုပညာရှင်တွေနဲ့လည်းပဲချင်းနေကြီးစုတို့ဤတာယင်းနီလာနိုင်တာယင်းနီလဲလာနိုင်တယ်ပေါ့နော်ယင်းနီလာနိုင်တာမျိုးလည်းရှိတယ်ဒီမီဆောရှိနဲ့မီဆောရှိကတော့ဂီဂေါရီဒူဆန်ဒီနဂတ်တွေနဆွဲတွေကိုကြီးကျော်မန်ထရပိုမန်အနေတာကိုယ်တိုင်ပြုလုပ်ယုံတင်တာမကအင်တာနက်ဆိုအင်တာနက်နဲ့ဖာကီကာကြီးရောက်ချခြင်းအထိဟန်တာလုပ်တယ်အဲ့တော့မန်တစ်တာပြုလုပ်ဒီမူရင်းမှာတော့ရတက်ပါတယ်ရကိုအတက်လို့မတက်မဲ့တဲ့အတွက်ဒီချေရပိုမန်အနေတာပဲပေါင်းတယ်ဒါပေမဲ့ရနှလုံးဖြစ်တာတဲ့တလုံးအော်တိုပြုတ်ချန်ခဲ့ရပါတော့အဲဒါဆိုဒီထိရမယ်ထင်ပါတယ်နောက်တစ်ခုကအားရကြီးအော်ရကြီးရောရကြီးအရှင်မန်းနဲ့တွဲမယ်ရမယ်လုပ်ကိုလုပ်ပြစ်မယ်ဆိုပြီးတော့သူကမိမိလုပ်ရမယ့်အလုပ်ကိုမိမိကိုပြန်ပြောတဲ့အခါမျိုးမှာအသုံးပြုတယ်တခုခုကိုဒီကြပါကိုလုပ်ဖြစ်အောင်လုပ်ရမယ်လို့ကြွေးကြော်တဲ့အခြေအနေမျိုးတွေမှာအသုံးပြုတယ်ရှေ့မှာတော့ကလည်းအာဝရောရကြီးယိုဆိုပြီးရှေ့မှာတော့သူများကိုကြံပေးရနော်학교에 일찍 가고 싶으면 일찍 일어나야지요. 짱 서서 다진 애야 서서 타야 마버 애야 서서 탑든 아버 알루뮤 답하다 오잼비에 가마 동남률에 야거나 아쿠디 가마자 꼬꼬고 대리비래 가 꼬꼬고 변별에 가면마 동마 아는 앞으로 학교 지각하지 않게 일찍 일어나야지. ရှေ့ရှာကိုကြောင်းမနောက်ကြအောင်စောစောထရမယ်စောစောထကိုထရမယ်ဆိုပြီးကိုသတိပြန်ပေးတဲ့အခါမျိုးတွေမှာလည်းဒီ grammar ကိုအသုံးပြုမယ်ပေါ့နော်အဲဒါဆိုအဲ့ဒီစာမျက်နှာသွားကြည့်မယ်ဆိုရင်이번 방학에는 리더카 정배의 말어 제주도에 꼭 가야지. 제주도 셋셋 둬야매. 네, 꼭꼭 보나 리더카 그 바로 변이야 말래 뭐 꼬안네 그 변의 봉사မျိုး ပေါ့နော်. 리더카 정배의 자이나 제주도 둬고 둬야매. 세 봉사면은 이 고향에 돌아가면 무예미유 ပြန်ရင် 어머니가 해주신 음식을 미채비에 싸다오리고 많이 먹어야지. အများကြီးစားမယ်. အများကြီးစားကိုပြုံးမယ်. အဲ့လိုပုံစံမျိုးလေးနော် 올해는 리네가로 담배를 꼭 끊어야지. 실내고 폈고 폈더매. 내일 아침부터는 맨날 캐야니 사비로 운동을 시작해야지. 아그사 싸러매. 아그사리 싸려더매. 리증애니 싸려더매. 뭐나? 앞으로 텔레비전 보는 시간을 줄여야지. 시사오 디비지의 체인이고 쉬어야매. 쉬어야매. 수비어 꽈내고 드립비의 카뮤리마 딜로 러와매. ဒီလိုလုပ်ကိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးပြောချင်ရင်အာဝရောရချီအဲအဲ့ဆိုရင်ခန်းတော့သွားပြီနော်
사면안 돼야는 세시마 한동안 마지막 장면이 인상적이었어요. 나우소사 원간가 영화 세테마 스웨제니게데 나우소사 원간하러 맘마튼튼 피케레 버너 오늘 공연 어땠어요? 디니 표비 왜 별로니 켈레 감동적이었어요. 세일러샷이 깡패발에 특히 투대핀 남자 주인공의 목소리가 멋지지 않았어요. 뒤에 묘다 사상의 어떤가 마마이풀라 보너. 그래요. 호대 목소리로 멋지 뿐만 아니라 어떤 래 마요나 막까 어떤 가요나 막까 보너. 연기도 훌륭했어요. သူ့ရဲ့တရုပ်ဆောင်တာလည်းပဲထူးချွန်ပါတယ်တရုပ်ဆောင်လည်းကောင်းတယ်ပေါ့နော်အဲ့မှာယောဂီတို့ Jota လို့သုံးတာထက်ဆိုင်လုံးဝပို့ပြီးတော့အရန်ကောင်းတာနောက်ပြီးတော့ level 3ဆိုတော့ level 3နဲ့ညီတဲ့ Owi တွေလာပြီပေါ့နော်ယောဂီတို့ 훌륭했어요 သူ့ရဲ့တရုပ်ဆောင်တာလည်းကောင်းခဲ့တယ်ပေါ့대사도စကားပြောတွေ dialogue တွေကလည်း 재미있었고요စိတ်ဝင်စားဖို့လည်းကောင်းခဲ့တယ် 리에씨는 어느 장면이 제일 좋았어요? 리에씨가 배자원간호 아짜이성 피케라래 저는 자마가로 두 주인공이 다시 만나는 리가 저상 2ယောက် ပြန်ပြီးတော့တွေ့ကြတဲ့ 마지막 장면이 나소자 원간가 제일 인상적이었어요. 너무 맘마트듯 필성ဖြစ်ခဲ့ပါတယ်. 저도요. 저너요. 배. 저는 이번이 리드카우가 한국에서 본 첫 공연인데 코리안 맛집으로 ပထမဦးဆုံးဖြတ်ပြီးပွဲဖြစ်ပေမဲ့ 다음에 좋은 공연이 있으면 또 봐야지 하고 생각했어요. 나도 가자인 가운데 표비회 시루신 탭비로 찌야매 수비어다 뿌이게 말이. 예, 아소 어위우다 지밤에 어위야 모기에서 알맞은 어위를 골라 빈칸에 쓰십시오. 우버마 아니만 한칸에 서글로 유체비어 꼴레마 예바. 모기야 감동적이라. 영화 디ရင်ခုန်စိတ်လှုပ်ရှားပွဲဖြစ်တယ်ရင်ထဲမှာခံစားသွားရတာတို့ဇက်ဝဇက်ဝင်ကနေကြည့်ပြီးတော့ကိုယ်ပါလိုက်ပြီးခံစားသွားရတာတို့ဆိုရင်감동적이라လို့သုံးတယ်ပေါ့နော်ပြီး 네,မှတ်မှတ်တင်တင်ဖြစ်နေခဲ့တာပေါ့နော် 우하다ဆိုလေးလံထိုင်းမိုင်းသည်စိတ်တက်ကြသည်တို့မှာသုံးလို့ရနော်ပြီးရင် 환상적이다,ခန္ဓာလှပသောတို့ စမ်းကြဲသော ပြီးရင် လက်တွေ့မကျသော အမခန့်ဖြစ်သော အဲ့လိုမျိုးပေါ့နော် လက်တွေ့မဆန်အောင်လုံးဝခန္ဓာစမ်းကြဲပြီး အမခန့်ဖြစ်ရတဲ့အခြေအနေမျိုးတွေမှာဆိုရင် 환상적이라고သုံးတယ် 심각하다,လေးနက်သည် ပြီးရင် ခံစားချက်တွေပြင်းထန်သည်တို့ပေါ့နော် အကြောင်းအရာတွေ လေးနက်သည်တို့ ပြီးရင် 신나다ဆို တက်ကြွပျော်ရွှင်သည်ပေါ့နော် အဲ့မှာဆိုရင် ဥပမာလေးပေးထားတယ် 로미오와 줄리엣의 사랑 이야기를 로미오네 줄리엣의အချစ်ဇာတ်လမ်းကို 영국으로 봤어요. 뼈셋အနေနဲ့ ကြည့်ခဲ့ရတယ်ပေါ့နော်. 두 남녀의 사랑 이야기가 ဒီကောင်လေးကောင်မလေး 2ယောက်ရဲ့ ဒီအချစ်ဇာတ်လမ်းက 제 마음에 ကျွန်တော်ရဲ့နှလုံးသားထဲကို 깊고နက်ရှိုင်းပြီးတော့ 강한 느낌을 အားကောင်းတဲ့ခံစားချက်တွေကို 주었어요. ပေးခဲ့တယ်ဆိုတော့ 감동적이다. စိတ်တွေလှုပ်ရှားသွားတယ် သူ့ရဲ့စိတ်ထဲမှာလည်းလုံးဝရင်ထဲကိုထိသွားတာပေါ့ အဲ့ဇာတ်ကားကြည့်ပြီးတော့အဲ့လိုမျိုးဆိုရင် 감동적이다. 이 지난주에 비계တဲ့ဘက်တော့ 친구와 같이 본 영화는 당해진의 루지케의 요신가로 내용이 이자야가 아주 무겁고 아연 깊이가 있었어요. 내 삶을 쉽게 해서 심각하다. 살래 리나무시라고 표현하나 보나? 이 어제 들은 가수의 노래는 마니아 나타나게 소로의 느낌가로 아주 밝고 아연 오랫동안 즐거운 느낌이 들었어요. 뼈부 가운데 디 칸사제들이ဝင်ရောက်လာခဲ့တယ်. 그래서 다자 기분이 매우 좋아졌어요.စိတ်ခံစားချက်တွေ အလွန်ကို ကောင်းမွန်လာခဲ့တယ်ဆိုတော့ သူက 신나다. 디대체로 나타나면 영화တက်ကြွပျော်ရွှင်လာတာကို ပြောချင်တာပေါ့နော်. 이 지난번에 비계의 account와 봉지계의 만화 영화는 같은 요신가로 현실에서는 레드버와마로 이루어질 수 없는 몇편명나인의 어린이들의 룽에리의 워클링에리의 꿈을 이메들고 이루어주는 필명스의 내용이었어요. 저는 피케 말해서 누가 환상적이다. 동안 레드로မဆန် 산제를 살라야뭐너 어제 아까운에 알림유소에 환상적이다. 이 그 뮤지컬의 마지막 장면을 봤을 때의 느낌은
အဲ့ဒီ musical ရဲ့နောက်ဆုံးစက်ဝင်ခန်းကိုကြည့်ခဲ့တဲ့အချိန်တုန်းကရဲ့ခံစားချက်ကတော့အိုရဲတုံနဲ့အချိန်တော်ကြာအောင်ဂျီယောဂျီဂျီယန်ကိုပျောက်ပြယ်မသွားဘဲနဲ့တူလျော့ရှိထင်ရှားစွာနဲ့ဂျေဂီယော့ကဲနာမဆိုကျွန်တော်ရဲ့မှတ်ဉာဏ်ထဲမှာကြံခဲ့ပါတယ်ဆိုတော့အင်းဆန်းကြော့ဂီတာစိတ်ထဲမှာဆွဲကြံနေခဲ့တာလုံးဝစိတ်ထဲမှာမှတ်မှတ်တင်တင်ဖြစ်နေတာမျိုးဆိုရင်အင်းဆန်းကြော့ဂီတာ그 영국의 주제처럼 에리 벼세의 리가 리가 어, 주제에서 가운데 뭐너 리가 가운데 놈요배 에리 벼세의 가운데 다음에 꽃마도 떼기다 레베 미 마음이 답답하고 세디 문제세 빌어 어두운 느낌이 들었어요. 또한 ဒီမကောင်းတဲ့အဲ့လိုမျိုးဒီအော်တူတာဆိုမှောင်တာပေါ့နော်မှောင်မိုက်တာမှောင်မိုက်တဲ့ခံစားချက်တွေဝင်လာစေခဲ့တယ်ဆိုတော့အဲ့ဒီပြဆက်ရဲ့ခေါင်းစဉ်အတိုင်းပဲပေါ့နော်ခေါင်းစဉ်ရတယ်လုံးဝစိတ်ခေါင်းစဉ်ကြားလိုက်တာနဲ့စိတ်တွေလေးလံသွားပြီးစိတ်တွေမွန်းကျက်သွားပြီးတော့မကောင်းတဲ့ခံစားချက်မျိုးတွေဝင်ခဲ့ရပေါ့နော်။အဲအားဆိုတော့ဥဥဟာတာစိတ်တွေလေးလံထိုင်းမိုင်းသွားတာမျိုးပြောချင်တာပေါ့နော်။နဲ့တချင်းဝင်သားထောင်လိုက်ရင်လည်းကိုယ်ပါစိတ်တွေမွန်းကျက်ပြီးလေးလံထိုင်းမိုင်းသွားတာမျိုးကိုဥဥဟာတာနေရာဆိုနံပါတ်1ကတော့ဒီကတော့ဖတ်ချင်ရပါတော့ရောတော့ဘုနှုံမိထားဆိုကြော်လိုက်ပြီနော်ဝန်ပေါ်ရောင်စုကိုသွားကြည့်မယ်ဆိုရင်ဥလပုမန်အာနီတာဒါဖြစ်ုံနာမကဒါတဲ့နာမကဆိုတဲ့ပဲပေါ့နော်ဒါအောင်ပြုလူချေကိုအောက်ပါစရာကိုဖြည့်ဆက်ပြီးတော့ဘိုကီဘာကချီချင်းကူဝါအီယာကီဟာရှိဖြူဥပမာလိုမျိုးတကယ်ချင်းနဲ့ပြောကြည့်ပါအဲမှာဆိုဟက်ဆန်ရှိတန်ကျောင်းကန်နေရစာတာဈေးသက်တာတဲ့မရှိတာရတာရှိတယ်အဲ့နှစ်ခု grammar နဲ့ပေါင်းလိုက်တော့ umshi kapshi စားပုံမှန်အနေတာမရှိဆိုရင်အစားတောက်ဈေးတွေကဈေးသက်တာရောနာမကအရတာရှိတယ်။အဲမှာဆိုတော့ရှေ့ကဒီလိုဖြစ်ရုံနာမကနောက်ကလည်းဒီလိုရှိသေးရဲ့လို့ပြောချင်တာဖြစ်တဲ့အတွက်နောက်က sentence မှာတော့ဒိုလေးတွေပေါင်းတာပိုကောင်းတယ်နော်။အဲဇယားရဲ့အောက်မှာပိုကီမှာကြည့်ကြည့်မယ်။학생 식당 어때요?ကျောင်းကန်နေရဘယ်လိုနေလဲတဲ့။음식값이 쌀 뿐만 아니라 사덕세리가 뜻다요나 마까 맛도 있어요. 아야달래 시래 쌀로래 가운데. အဲ့လိုမျိုးနောက်ကဒိုနဲ့ဆက်တာပိုကောင်းတယ်ပေါ့နော်အဲ့ဒီမှာဆိုဒုံတဲ့မှုရှိချမ်းဒုံတဲ့မှုရှိချမ်းဘယ်လိုရှိလဲဇီကုမ်စာနဲ့ကြည့်အခုနေထိုင်နေရဲ့အိမ်ကဘယ်လိုရှိလဲဥရိပူမုန်နဲ့ကျွန်တော်တို့ရဲ့မိဘတွေကဘယ်လိုရှိလဲအဲ့ဒါဟုတ်လားပုံမှန်အနေတာကိုသုံးပြီးတော့ပြောကြည့်ပါနော်ဒီနောက်တစ်ခုကအာအိုယောယာချီကိုတတိပေးတဲ့အခါမျိုးငါဒါလောက်ကိုလောက်ရမယ်ဆိုပြီးတော့ပြောတဲ့အခါမျိုးတွေမှာသုံးမယ်ဒါအောင်အီယာကီတူအီကိုအောက်ပါအကြောင်းအရာကိုဖတ်ပြီးတော့ဤစာရမီဒီလူကကျော်ရှင်မစီနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့နေရုံကိုအကြောင်းအရာကိုဆွရှိဖြူရေးပါအဲ့တော့ရေဆုံးသူ့ရဲ့ဒီလူရဲ့အကြောင်းအရာလေးဖတ်ကြည့်မယ်ပေါ့နော်어제 머니가 늦게까지 나자래 애티 친구들과 술을 마셔서 땡해진 이네 애에덕해라자 오늘 아침에 디니맨네만 늦게 일어났다. 나자마 애야 타게래. 학교에 도착하니까 짜오 여대 가마 9시 35분이었다. 고나이네 동생아미네 피니게비. 짜오 여대 가마 뭐나? 선생님은 세아마가 요즘 나마다 지각한다고 야단을 치셨다. 디အခုတလော နေတိုင်း နောက်ကျ နေတယ် ဆိုပြီးတော့ 수개발에 요즘 친구들과 매일 술을 마셔서အခုတလော 땡해진 이네 နေတိုင်း 애에တောက်ပြီးတော့ 애에တောက်နေတဲ့ အတွက်ကြောင့် 애에တောက်တဲ့ အတွက်ကြောင့် 뭐나 숙제도 제대로 못하고 의사올래 띠띠차차 မလုပ်နိုင်မဲနဲ့ 지각하는 일이 많았다. နောက်ကျတဲ့ ရက်တွေက လည်း များခဲ့ပါတယ်. 선생님께 죄송했다. 세야마오 안아ခဲ့ပါတယ်. 안아미ခဲ့ပါတယ် ပေါ့နော်. အဲ့တော့ 4교시에는အတန်းချိန် 4ချိန် မြောက်မှာတော့ 그동안 배운 단어로 뒤떠든 등유타게의 စကားလုံးတွေနဲ့ 단어 게임을 했다. ဒီ စကားလုံးတွေနဲ့ game ဆော့ခဲ့ပါတယ်. 아는 단어보다 띠의 စကားလုံးထက် 모르는 단어가 더 많았다. မသိတဲ့ စကားလုံးတွေက ပိုပြီးတော့ များနေခဲ့ပါတယ်. 날마다 학교에 오기는 왔는데 နေ့တိုင်းကျောင်း လာတော့ လာခဲ့ပေမဲ့ 언제 배운 단어인지 ဘယ်တော့သင်ခဲ့တဲ့ စကားလုံးတွေလဲဆိုတာ 통, 롱와 기억이 안 났다. 들이미야케바붐, 맘마미케바우. 나 때문에 나장 우리 틈이 졌다. 나로 어딘가 쇼도하게 바래. 친구들한테 미안했다. 등해진이고 아나미케바래. အဲ့တော့ဒါသူ့ရဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့သူကဒီနေ့ဖြစ်ဖြစ်တဲ့ အကြောင်းအရာပေါ်မှာသင်ခန်းစာယူပြီးတော့ငါနောက်ခါဆိုရင်ဒီလိုတွေလောက်ရမယ်ဒီလိုတွေမလုပ်သင့်တော့ဘူးဆိုပြီးတော့ကိုယ့်ကိုယ်ကိုဆုံးဖြတ်ချက်ချလိုက်တဲ့အခါကိုယ့်ကိုယ်ကိုသတိပေးလိုက်တဲ့အခါမှာဒီ grammar သုံးပြီးတော့ပြောမယ်ပေါ့နော်အဲ့မှာဥပမာဆိုတော့နေဘူးထော်နဲ့이지 일어나야지မနေ့ပြန်စပြီးတော့စောစောအိပ်ရာထားရဆိုပြီးကိုယ့်ကိုယ်ကိုဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ပြီးနောက်တစ်ခုက
ဆူတူမရှိကြီးမာရရကြီးပေါ့နော်ဒီအရက်မတောက်တော့ဘူးပေါ့နော်ကိုဆုံးဖြတ်ချက်ချလိုက်တာပြီးစုကျဲတူဂျဲတဲ့တို့ဟဲရကြီးအိမ်စာကိုတိတိကျကျလောက်ရမယ်အဲ့လိုမျိုးလေးနော်ပြီးဟတ်ကျူရဲ့အီဂျီခါယာကြီးကျောင်းစောစောသွားရမယ်ဆိုပြီးတော့ဒီစာပိုက်ထက်အကြောင်းအရာလေးတွေကိုကြည့်ပြီးတော့ကိုဒီလိုလောက်ရမယ်ဒီလိုလောက်ကိုလောက်တော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချတဲ့အခါမျိုးမှာဒီ grammar လေးသုံးပြီးတော့ပြောချင်နော်နောက်တစ်ခုကလည်းမာလာကီ speaking လေးကတောင်ဖြိုးရဲ့ပင်ခန့်နုချေကိုအောက်ပါစရာရဲ့ကွက်လက်ကိုဖြစ်ဆက်ပြီးတော့ဘူကီဘာကချီအယာကီရဲ့ဘုဖြစ်တာဥပမာလိုမျိုးစကားပြောကြည့်ကြရအောင်မှာဆိုဇာတ်လေးကအင်းစန်းကြောကင်းဂုံညောနဲ့ဂျေမိုကိုမူရရှိမိကစိတ်ထဲမှာဆွဲကြံနေခဲ့တဲ့ဖြောပြပွဲခေါင်းစဉ်ကဘာလဲဆိုတော့ဘာလဲရှင်းချုံဘဲလေးရှင်းချုံပေါ့နော်ပြီးခုဂုံညောနဲ့ဂျိုဝင်ချော်မမူရရှိမိကအဲ့ဒီဖြောပြပွဲရဲ့ကောင်းတဲ့အချက်ကဘာလဲဒူကာကြီးဤဆန်ဆိုတာနှစ်ခုနဲ့နှစ်ခုအထက်ဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့နှစ်ခုဖြည့်ထားတယ်အာရန်တောင်ဥမာကွာချွန်းလှပတဲ့ဒေဂီတာတွေနဲ့ဒီတချင်းတွေနဲ့အကတွေပြီးရင်ဝမ်ဆန်းကြောက်ကင်းမူတယ်ဆိုခန္ဓာလှပတဲ့ stakes ဒါအောင်မဲ့မောင်မဲ့တူချီရနာတော့ဂျုံမူရရှိမိကလောကစိတ်တိုင်းမကြခဲ့တဲ့အချက်ကတော့ဘာလဲရှင်းချုံအီယာကီတို့မိုးရမြောင်းရှင်းချုံဇလန်းကိုမသိရင်အေးရဲ့ဟာကီအော်လျောဆူအီတာနားလည်ဖို့တော့ခက်နိုင်တယ်အဲ့ချက်လေးတွေကိုကိုကပြောတော့ဒေပါဆောက်ပြထားရနော်요즘 재미있는 공연 있어? 후들러 세분하고 가운데 벽이 왜 실라? 난 얼마 전에 발레 신청을 받는데 그 공연도 괜찮았어. 아, 땡자리게나 발레 신청 지켜라. 에리 벽이 왜 알래? 신비케래. 한국의 옛날 이야기 해운년 신청 말이야. 코리아의 시슬람 해운년 신청 고별 알아. 응, ဟုတ်တယ် 효년 신청 후 뒤 효년 신청고 발레로 만든 거야. 벨리 아까네 뷰로타라. 정말 인상적인 공연이었어. 되게 오세테스웨자니게레 표비we 피케레. 음악과 춤이 리드치네 아까리가 정말 아름다울 뿐만 아니라 되게 라용의 남아까 무대로 환상적이었거든. 디스테이스 안에 영화 카나라바게 되고. 그래? ဟုတ်လား 나도 보러 가야지. ငါလည်းကြည့်ဖို့သွားရမယ်. 효념 신청 이야기를 모르면 디살라용 맞디예너 무슨 내용인지 모를 수 있으니까 바자야래 소라 맞디나이나 장 먼저 이야기를 읽어봐 예성 살라용 팠지 그래? 헐라 그래야겠다 알루로마베 고마워 제수베 하면은 네 디사오가 디말에 송라에서 너도 에마스 디코스키야로 통산나이 디키서 졸라이비나 지금까지 보았던 공연 중에서 쿠체인티 찌개를 표비웨리레가에 하나를 골라 넣고 유체비로 보기와 같이 우바말로묘 감사모누사디 리뷰 벼지나나 과자까지 빈고 디사가보마 별로 미엔레 소비어 꼬의 리뷰 원어 써봅시다. 이지자야. 해마서 보기 우바마 뮤지컬 마마미아를 보고 뮤지컬 마마미아를 찌비어 또의 미엔이 이타해보는 나는 오늘 디네 뮤지컬 마마미아를 보았다. 뮤지컬 마마미아를 지켜봐래. 이 공연은 리펴비웨가로 평범한 사람들의 땀의 루리의 사랑 이야기이다. 치슬람 피바래. 나는 무엇보다도 차야리 태 이야기의 내용에 맞게 나오는 디살라의 애정야네 까이니စွာ ထွက်လာတဲ့ 아바의 노래들이 아바의 느츠니가 정말 인상적이었다. 되게요. 세테마 쇠자니게 말해. 그냥 디다이 음악으로만 듣던 뜻이니네 나타온 니자워너 아바의 노래를 아바의 뜻이니고 이야기와 함께 살란의 애두두 들으니 나타나이데 가마 더욱더 뽑비더고마 많은 감동을 주었다. 셀로샤무리 냐이유 비게 말해. 배우들의 노래 실력도 떼어사오니의 뜻은 이치안래 누르르 친소래 이치안래 정말 좋았다. 되게 오강해 말해 특히 투대피 여 주인공의 묘드미 자상의 마지막 노래는 나선드 친가로 영원히 잊을 수 없을 것 같다. 타라고 미나이면 치마우 버너 미나이만 허불로 치마네 노래 뜻은 의상 오사리
ဒီအီယာဂီဇလန်တွေဂရီကိုပြီးတော့ဘဲဥတည်တဲ့တရုတ်ဆောင်တွေရဲ့ယောင်ကီမိုဒူကတရုတ်ဆောင်ချက်အားလုံးကအာရမ်တပ်ကလှပစွာနဲ့အော်လင်းလိုက်ဖက်ညီတဲ့ဟူလျုံငန်းဂျပွင့်မီယောတာထူးချွန်ပြောင်မြောက်တဲ့အမှုပညာလက်ရာတစ်ခုဖြစ်ခဲ့ပါတယ်။ရမယ်နော်။그럼 오늘은 여기까지입니다. 딜라소야 메테마에나? 네, 그럼 여러분 수고했습니다. 네, 그럼 우리 다음에 만나요. 감사합니다.